ကျွန်တော်ကတော့ဒီချိန်ကတစ်ထိတ်နဲ့ကစားမှာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ပါတဲ့ခဏနဲ့ပဲကျွန်တော်ကရွေးပြီးမှဖြစ်တယ်ကြိုက်တယ်ဆိုရင်ကစားပေါ့နော်တရက်တစ်မျိုးတော့မရိုးတော့တစ်ထိတ်ကစားမှာပေါ့နော်သုံးကလိုက်ကြရမလားနှစ်ကလိုက်ကြရမလားလေးကလိုက်ကြရမလားကျွန်တော်လည်းပြင်းတော့နော်တနေ့ရှာတွေ့တဲ့ဟာလေးတွေအကြိုက်ကလေးဆွတ်ထုတ်ပြီးတော့ကျွန်တော်ဒီနှစ်ခုနောက်ဘူးဆိုတာကျွန်တော်တင်ပေးခဲ့တယ်လေခုနောက်ဘူးဆိုတာတင်ပေးခဲ့တယ်ကျွန်တော်ဒါတင်9 9 2ဦးတစ်ထိတ်နဲ့ပုံစံတူနှစ်ကပ်ပေါ့ဗျာနော်အဲ့ဒီ line ကနေကျွန်တော်တို့တင်ပေးခဲ့တယ်ဆိုတော့3ကပ်ရောက်တော့သူကလှည့်စားမှုနဲ့ဒီ line ကိုကြိုက်တာကဆိုတော့ပထမနှစ်ကပ်မှာပုံလို့ပေးပြီး3ကပ်ရောက်ရင်အမှုမဲ့အမှတ်မဲ့လူတတိမထားမိတဲ့ line ဆိုတော့ကျွန်တော်ကပိုကြိုက်တာဒီ line လေးကလောက်တော့လဲသူကမြင်တာအောင်ကစားတယ်မြင်တာအောင်ကစားတယ်ဆိုတော့ဒီ line လေးကနေကျွန်တော်ဒီမှာ2ဦးမှာတင်9 9ပေါ့ဗျာသူကတစ်ထိတ်နဲ့ကစားသွားတယ်ပေါ့တစ်ထိတ်နဲ့ကစားသွားတယ်ဆိုတော့24ချိန်မှာသူကတစ်နောက်ဘူးနဲ့တစ်ထိတ်နဲ့သူကကစားသွားတယ်ပေါ့အဲ့လိုသူမကစားခင်ကိုသူ့အပေါ်မှာဘာနဲ့ဖြစ်လို့သူ့အပေါ်မှာဘာနဲ့လုံးထုံဆိုတော့2ဦးအဲ့ဒီ2ဦးတင်9 9ကဗရိတ်က9ဖြစ်လို့9နှစ်ခါ3နောက်ပိန်းနဲ့23ချိန်မှာ3နောက်ပိန်းနဲ့ဗရိတ်နှစ်ပုံပြီးကစားတာနော်အဲ့လိုဗရိတ်နှစ်ပုံပြီးကစားတယ်အဲ့3ကတူနေတာကလင်နာမှာအဲ့3ကပဲရှိတယ်ရှာကြည့်ပေါ့နော်2ဦးနဲ့အဲ့တော့ဒီမှာ2ဦးတစ်ထိတ်နဲ့တင်9 9ဒါ2ကစီးရကစားခဲ့တာပေါ့တစ်ထိတ်နဲ့ကစားသွားခဲ့လို့အဲ့ဒီ23ချိန်မှာပဲသူကတင်9 9ကဗရိတ်က9ဖြစ်လို့9နှစ်ခါ3နောက်ပိန်းနဲ့ဗရိတ်နှစ်ပုံပြီးကစားပြီးတော့သူကအဲ့ဒီ2ဦးတင်9 9ရဲ့တစ်ထိတ်ကိုပုံလို့ချတာအဲ့တော့ကျွန်တော်ကဒီမှာသူကလာမှာပဲရှေ့မှာပေါ့ပုံတူလောက်ထားတဲ့အတွက်နောက်3ကမှလာမှာကျွန်တော်ချောင်းနေတာဒီမှာချောင်းနေဒီမှာချောင်းနေဒီမှာမှအကြိုက်တွေ့တာဘာလို့အကြိုက်တွေ့တော့ဒီမှာလည်းလိုက်ခဲ့တာပဲနော်9ဘူးလေတို့ပေမဲ့ तू မပေးခဲ့ဘူးဒီကကြတော့9တိတ်ကို3ကကြတော့2ဦးမှမြင်တာလုံးတော့ကြတော့မပေးတော့ဘူးအဲ့တော့ဒီမှာ2ဦးမှ9နှစ်ခါ3ပရိတ်လို့ဖြစ်တယ်အဲ့လိုမျိုးအဲ့ဒီကောင်က24ချိန်မှာ2ဦးက3ပရိတ်ဖြစ်လို့ तू က3နှစ်ခါ9နောက်ပိတ်ဒီမှာ9နောက်ပိတ်နဲ့ပရိတ်နှစ်ပုံတွေကစားရောကစားပြရတယ် तू ကအဲ့ဒီ2ဦးက3ပရိတ်ကခွန်ထိတ်မလို့ तू ကခွန်ထိတ်နဲ့24ချိန်မှာ तू အောင်ကစားသွားတာအဲ့လို तू က3အဲ့လိုကစားသွားတဲ့အတွက် तू ကပထမနှစ်ကမှာတစ်ထိတ်ကြောင်းတစ်နောက်ဘူးလို့ကစားတယ်ဒီမှာလည်းတစ်ထိတ်ကြောင်းနောက်နှစ်မှာတစ်နောက်ဘူးဆိုပြီးကစားတယ်ဒီမှာလည်းအဲ့ခွန်ထိတ်ကြောင့်ဗရိတ်နှစ်တွေကခံခဲ့တဲ့အတွက်ကြောင့်နောက်နှစ်မှာ तू ကခွန်နောက်ဘူးဆိုပြီး तू ကစားခဲ့တယ်အဲ့လိုကစားခဲ့တယ်အဲ့တော့ကျွန်တော်တင်ပေးတယ်နော် YouTube channel တော့အဲ့လို तू ကစားပြီးတော့ဒီတစ်နောက်ဘူးကို तू ဘယ်အချိန်မှာကစားလဲဆိုတော့ကြာလေဘယ်အချိန်မှာကစားလဲဒီ959ရဲ့ဘောင်းကို तू ကအဲ့တစ်နောက်ဘူးကိုကစားခဲ့တာနှစ်ကပ်မှာ तू အတိအကျလောက်သွားတာနော်သုံးကပ်ရောက်တော့ तू မမြင်တာအောင်ပေါင်းရင်းနေတယ်ပါဝါတွေနဲ့အဲ့လိုမျိုးတွေပြီးတာအဲ့တော့ဒီ959ရဲ့ထောင်းအောင်ကြားတယ်အဲ့959က तू ရှင်းနှစ်ထဲကလာခဲ့တဲ့ကဏ္ဍဖြစ်တယ်9 9အားရဲ့အပေါ်အကောင်ဖြစ်တယ်အဲ့ဒီကောင်ကဘယ်ရတော့သူစီမြစ်ကိုလိုက်ရင်ရှေ့9နှစ်မြောက်ကဒီ995ဟာတနည်း2နှစ်3နှစ်4 5 6 9 8 9ရှေ့9နှစ်မြောက်က20နဲ့2ကြိမ်ခဏ449ရဲ့ရှေ့ရကောင်ဟိုအဲ့ဒီကို9အားရဲ့အပေါ်ကိုထွက်တယ်ထွက်ပြီးရင်သူကနောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်မှာသူကဒီဟောဒီ1နှစ်4နဲ့အချိန်ကိုက်ကိုလိုက်ထွက်တာ1နှစ်4ကနေ1 2 3 4 5 6 9ပဲစောင်းတဲ့ဘေးပေါ့နော်1နှစ်4နဲ့အချိန်ကိုက်ကိုလိုက်ထွက်ပြီးတော့တစ်နောက်ဘူးဆိုပြီးကစားခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်ဒီတစ်ထိတ်ကလည်းနောက်နှစ်မှာတစ်နောက်ဘူးလို့ကစားသွားတော့ဒီ909ရဲ့တောင်းကိုကစားခဲ့တယ်အဲ့ဒီ909ကလည်းသူ့ရှင်းနေထဲကဒီ9အားရဲ့အပေါ်အကောင်ဖြစ်တယ်ဒီကောင်ရဲ့ဇင်းမြစ်ကနောက်ရှေ့9နှစ်မြောက်က959နဲ့ပုံစံတူပဲရှေ့9နှစ်မြောက်က1နှစ်2နှစ်3 4 5 6 9 8 9နှစ်မြောက်ကဟောဒီ22ကြိမ်အကြိမ်တူကဏ္ဍ449ရဲ့ရှေ့ရကောင်သူကကစားသွားတာကစားတဲ့အချိန်မှာ9အားသူကနောက်နှစ်ကိုလိုက်ထွက်တော့ဒီမှာ2နှစ်4နဲ့အချိန်ကိုက်ကိုထွက်တာနှစ်ကစီနော်လာလာပါနှစ်ကစီနှစ်တလေးနဲ့အချိန်ကိုက်ကိုထွက်တာထွက်ပြီးတော့သူ့နောက်ကိုတစ်နောက်ဘူးပုံပြီးထဲတာဟော3ကကြတော့သူကလိန်ပြီဗျာအဲ့တော့ပေးတယ်မွေးကန်းဖြစ်နေဖော်မွေးဖြစ်နေဟုတ်လားနှစ်ကဆောရင်နှစ်ကမျက်လုံးနဲ့ပဲကြည့်မှာနှစ်ကမှာဆို3ကမျက်လုံးနဲ့ပုံစံတူသွားကြည့်ရင်မိဘကမလွယ်ဘူး3ကကြတော့3ကရဲ့သူ့ရဲ့အထာရှိတာပေါ့နော်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့လေ့လာသမျှအရာမိတဲ့အခါမိမယ်အဲ့ဒါဆိုရင်နှစ်ကမှာအတိအကျလောက်တာကျွန်တော်တို့ဒီလေးတစ်ခွန်စားတော့မွေးတော့အောင်ခဲ့တာဒီနှစ်ကလိုင်းရအောင်ခဲ့တာအဲ့မှာသူ့ရဲ့နောက်နှစ်မှာ3ချိန်မှာသူကအော်တို3ချိန်မှာသူရှစ်နှစ်ထဲ12ချိန်ကဏ္ဍနေဖြစ်နေတာ3ကကြတော့သူလိမ့်မယ်နော်အဲ့ဒီကောင်ရဲ့ဇင်းမြစ်ကလည်းရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်က1နှစ်3ဖြစ်နေတာဒီ8နှစ်5ရဲ့တပွဲကျော်က1နှစ်3ဖြစ်နေတာအဲ့3ချိန်မှာအဲ့ဒီကောင်ကဒီ8နှစ်5နဲ့တပွဲကျော်က1နှစ်3ကနောက်6နှစ်မြောက်ကို12ချိန်မှာလိုက်ထွက်ပြီးနောက်နှစ်3ချိန်မှာအဲ့ဒီစီကျော်ထဲမှာတက်ရိုက်တာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းဒီ12ချိန်က4တစ်ခွန်ဟာရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ကဒီ9တစ်4ဒီ8နှစ်5နဲ့တပွဲကျော်ကကောင်ခွန်တီလေးကိုနောက်6နှစ်မြောက်ကို12ကြိမ်ဟိုရိုက်ပြီးတာနဲ့နောက်3ကြိမ်ကိုသူကတက်ရိုက်တာအဲ့ဒီ line ကျော်အဲ့လိုသူကဒီ3ကြိမ်ဒီမှာသူကစားတယ်ပေါ့နော်အကြိမ်တူမှာကစားခဲ့တာအဲ့တော့ကျွန်တော်ဒီမှာသူရှင်းနေတဲ့အကဏ္ဍတွေးသေးတယ်ဗျာကို66နှစ်ကြီးကိုစိတ်ဆွဲနေလို့တွေးရတာနဲ့သူ့ရဲ့နောက်နှစ်3ကြိမ်မှာကြားတဲ့ကဏ္ဍ82ကြိမ်ကဏ္ဍကျွန်တော်246လို့အဲ့ပြန်ပြောခဲ့တယ်246ကလည်းမွေးသိနေတယ်နော်သူကဒီအချိန်မှာမကြပြီမဲ့ဒီနှစ်ထဲမှာကြားနေ
ပုံစံနဲ့ဆိုတော့၃ချိန်မှာရှင်းနေထက်ကဏ္ဍကိုပြီးတယ်တို့ပြင်ပြန်ကြကဏ္ဍအားအနည်းဆုံးလူအများစုဒီ line ကိုလိုက်ဆော်တဲ့လူကရှင်းနေထက်ကဏ္ဍကိုဆော့ရင်ပြန်ကြကဏ္ဍဆိုတာအားအနည်းဆုံးရွေးမှာအဲ့ရှိတဲ့ပြန်ကြကဏ္ဍလေးတစ်ခွက်ကိုပဲသူကအဲ့မှာအားအနည်းဆုံးဖြစ်တဲ့ကဏ္ဍကိုထည့်သွားတာလူကြီးအမြင်ပါလေဟုတ်လားအဲ့တော့အဲ့ဒီ line ကနေပါရကျင်လဲဆိုတော့လေအဲ့ဒီကောင်၃ချိန်နေမှာရှင်းနေထက်ကဏ္ဍလေးသူပုံလူတွေကစားသွားတယ်ပုံလူတွေကစားသွားတယ်ပုံလူတွေကစားသွားတယ်ပေါ့နော်ပုံလူတွေကစားတော့73ချိန်မှာကျွန်တော်ကြည့်တာဒီမှာ73ချိန်ရောက်ကဲအရင်လေးခွဲမယ်နော်အရင်လေးခွဲလိုက်အောင်73ချိန်မှာ46တိထွက်တယ်46တိမထွက်ဘူးသူရှိမှာဗရိတ်ကိုခံတယ်နော်73ချိန်မှာအဲ့တော့သူလည်းတစ်ထိုင်နေပဲသူ့ရဲ့3ချိန်နော်အဲ့ဒီချိန်မှာလို့73ချိန်မှာ4တိ6အဲ့4တိ6သူ့ရှိမှာဗရိတ်ကိုပုံပြီးခံတယ်အဲ့တော့သူကအဲ့ဒီနေ့တည်းမှာ73ချိန်မှာ930သူ့ရှိမှာဗရိတ်ကိုပုံပြီးခံတယ်အဲ့ဒါဆိုရင်သူ့ရဲ့ဒီ3ချိန်မှာထွက်သွားပြီအဲ့ဒါဆို73ချိန်မှာကျွန်တော်ထပ်ကြည့်3ချိန်73ချိန်နေလုံနေတဲ့အတွက်ကြောင့်ဒီနေရာမှာသူ့ရှိမှာလည်းဗရိတ်ကိုခံတယ်အဲ့ဒါဆိုရင်သူက3ချိန်73ချိန်လောက်ချင်တယ်လားပေါ့နော်သူကဒီ3ကန်လိုင်းရကသူက3ချိန်မှာလည်းသူရှင်းနေထက်ကကဏ္ဍတွေပေးချသွားပြီးပြီးတော့3ကက်လုံးမှာလည်းသူကရှင်းနေထက်ကကဏ္ဍတွေ3ချိန်နေမှာကစားတယ်လို့သူက73ချိန်မှာလည်းသူတွေ့နေရတာကဗရိတ်ကိုတွေကိုခံပြီးတော့ပုံလို့ဗရိတ်တူတွေခံပြီးတော့ဒီကဏ္ဍကြီးကဘယ်ရလာတော့ဒီကောင်ဟာရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်က6လေးဒီကဏ္ဍဖြစ်နေတယ်6လေးဒီကဏ္ဍဖြစ်နေတယ်သူ့ပုံမှာဗရိတ်3ပုံပြီးခံထားတယ်နော်အဲ့ဒါဆိုရင်ဒုတိယကမှလည်းဗရိတ်ကိုကြောင့်ဒီကောင်ဟာရှေ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်ကကဏ္ဍလေးဖြစ်နေတယ်နော်ကဏ္ဍဖြစ်နေတယ်သူ့ပုံမှာဗရိတ်3ပုံပြီးခံထားတယ်အပိတ်ပြီးထိတ်လို့တွားထားတယ်ဗရိတ်3ခံပြီးတော့ဒီမှာကလည်းဗရိတ်3ခံပြီးတော့ဒီမှာကျတော့နှစ်ပိတ်ကိုပဲအပိတ်ပြီးထိတ်ဆိုပြီးတွားကစားထားပြီးတော့ဗရိတ်3ပုံပြီးခံတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကလည်းဗရိတ်ကိုခံပြီးတော့1နှစ်2နှစ်ရှေ့9နှစ်မြောက်ကဒီ9ဗရိတ်ကြောင့်ရှေ့9နှစ်မြောက်က1 2 3 4 5 6 9 10 9ရှေ့9နှစ်မြောက်ကကျွန်တော်ဒီ9တစ်တစ်ကိုကစားချင်တာဘာလို့4 4 9နှစ်ကနဲ့ခွဲကစားချင်တာဒီ4 4 9ရဲ့နောက်ကကဏ္ဍဟာနောက်9နှစ်မြောက်ကိုထွက်တဲ့အချိန်မှာ73ချိန်မှာထွက်အချိန်4 4 9ရဲ့နောက်ကကဏ္ဍဟာနောက်နှစ်မှာပုံတူ73ဗရိတ်3နဲ့ခံပြီးတော့ဗရိတ်9နဲ့ခံပြီးတော့ထွက်သွားမလားဆိုပြီးဒီ1 5 5ကိုစကားကစားချင်တာအဲ့တော့ဒီနှစ်ထဲကဒါမှမဟုတ်ရင် तू လှည့်စားသွားခဲ့ရင်သူ့ပေါ်ကလည်းဗရိတ်3ပုံလေးခံတယ်နော်ဗရိတ်3ပုံလေးခံတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဗရိတ်3ကဆောနာကကျွန်တော်တို့ပြောသလိုပေါ့ဒီ1 5 9က9နှစ်ခန့်3နောက်ပိနဲ့အဲ့ဒီနှစ်ထဲမှာ23ချိန်မှာ3နောက်ပိနဲ့ဗရိတ်2ပုံလေးကစားခဲ့တာနော်နှစ်ခန့်နော်အဲ့တော့ဒီမှာကလည်း1 5 9ကဗရိတ်က9ဖြစ်လို့အဲ့ဒီနှစ်ထဲမှာ23ချိန်မှာ9နှစ်ခန့်3နောက်ပိနဲ့ဗရိတ်2ပုံလေးကစားခဲ့တာဟောဒီမှာကျတော့3ဗရိတ်ဖြစ်လို့3နှစ်ခန့်9နောက်ပိနဲ့ဗရိတ်2ပုံလေးကစားပြီးမှသူကကစားတာအဲ့ဒါဆိုရင်တခုတစ်မျိုးစိုက်လောက်သွားတာနော်ရှေ့9နှစ်မြောက်ကဒီကောင်က9ဗရိတ်ဖြစ်လို့9နှစ်ခန့်3ဗရိတ်ရဲ့အောက်ကကဏ္ဍတစ်ကွက်ဟာဒီကောင်ရဲ့နောက်နှစ်ထဲကိုအဲ့ဒီ6လေးတင်လိုက်ထွက်ခဲ့တယ်ပေါ့နော်ဒီမှာလည်းသူကတစ်မျိုးအယူဆနော်တစ်မျိုးအယူဆ4 6လေးလိုက်ထွက်တယ်အဲ့ဆိုဒီကောင်ကလည်းရှေ့9နှစ်မြောက်ကဒီ350တင်9ကိုကဗရိတ်3ဗရိတ်5ဖြစ်လို့9နှစ်ခန့်ဗရိတ်3ရဲ့အောက်ကကဏ္ဍဟာလိုက်ထွက်ရမှာနောက်9နှစ်မြောက်ကိုဒီမှာလိုက်ထွက်ခဲ့တယ်ဆိုရင်ကျွန်တော်ဒီ9နှစ်မြောက်ကဒီနှစ်ထဲကသူကဒီမှာကျတော့3ပရိဖြစ်သွားတော့3နှစ်ခန့်9ပရိရဲ့အောက်က4.5ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာသူကလိုက်ထွက်သွားပြီဒါကသူကမူတစ်မျိုးနဲ့လောက်တာအဲ့ဒါကိုဆိုပြီးတော့သူတာဝန်ကြီးသွားတယ်လို့မပြောနဲ့တော့စိုက်ရကသူကမူတွေခွဲဖြုတ်ပြတာအဲ့တော့သူကအယူဆအမျိုးမျိုးတွေနဲ့မူတွေခွဲထုတ်ပြတာတယောက်နဲ့တယောက်ကလည်းအယူဆမတူတော့ကြတော့ဒီတလိုင်းနဲ့တင်ကိုကအယူဆတွေကွဲထွက်သွားတာလေအဲ့တော့ဒီနေရာမှာပြောမယ်ဆိုရင်ရှေ့ဒီနောက်နှစ်ထဲမှာရှေ့တော့9နှစ်မြောက်က9ဗရိတ်ရဲ့နောက်မှာဗရိတ်3ပုံပြီးထိတ်စီးဟာအပိတ်ဟာထိတ်စီးလို့ကစားတဲ့ဘေးကကဏ္ဍဟာဒီ73ချိန်မှာပုံပြီးဗရိတ်9ရဲ့နောက်မှာလိုက်ကစားခဲ့တာပေါ့နော်အဲ့ဒါဆိုသူ့ရဲ့နောက်နှစ်ထဲမှာ73ချိန်မှာဗရိတ်9သူ့ရှေ့မှာခံပြီးတော့ရှေ့9နှစ်မြောက်ကဗရိတ်3ပုံပြီးထိတ်စီးအပိတ်ဟာထိတ်စီးလို့ကစားပြီးခါမှာသူ့ရဲ့ဘေးက9တင်ဒီမှာ350ပေါ့နော်ဗရိတ်3ပုံပြီးအပိတ်ဟာထိတ်စီးလို့ကစားပြီးတော့ဒီကဏ္ဍကနောက်9နှစ်မြောက်ကိုလက်ထွက်လာတာအဲ့ဒါဆိုရင်လေဒီ4 4 9ဟာလေပိတ်ဟာထိတ်စီးလို့သွားပြီးသူ့ပေါ်မှာဗရိတ်9ခံတယ်ကဏ္ဍကလည်းဒီနှစ်ကတ်မှာခွဲထူရင်ကျွန်တော်ကဒီနှစ်ကတ်ဆိုင်ကိုအနီးကပ်နဲ့ပို့ကြိုက်တာဘာလို့လဲဆိုဒီ4 4 9ထွက်တယ်လို့သူကဒီ4 4 9ရဲ့ဘေးမှာအပိတ်ဟာထိတ်စီး4 4 9သူ့ရဲ့နောက်ကသူ့ပေါ်မှာဗရိတ်3နောက်ပိတ်နဲ့ဗရိတ်3ဒါနှစ်ကတ်နဲ့ပြန်ပြောရနော်ပြောအဲ့ဒီကဏ္ဍဟာနောက်9နှစ်မြောက်ကိုလက်ထွက်တယ်ချင်း73ချိန်မှာဗရိတ်9ရဲ့နောက်မှာကတ်ထွက်တယ်အဲ့လိုအယူဆပေါ့နော်သူ့တောင်းမှလည်းသူကဗရိတ်9ဗရိတ်2တည်းသူကပုံတူတွေခံထားတာဗရိတ်9ဒီမှာလည်းဗရိတ်2ခွာ9လိုရာကြီးဆွဲသွားရင်နှုတ်ကစီအများကြီးပေါ့ဗျာနော်
အဲ့လိုမျိုးတွေကစားသွားတယ်ပေါ့အဲ့ဆိုရင်ဒီနှစ်ကစီးနဲ့ကြည့်လေးလေးကိုကလည်းလေးပိတ်လေးထိတ်လို့ဝင်ပြီးလေးလေးကိုပက်လက်နဲ့ဒီလိုတက်ပေါက်ထားပြီးတက်ကစားထားပြီးတော့3နောက်ပိတ်နဲ့ပရိတ်3ဒီမှာအဲ့ဒီကနန်းဟာနောက်9နှစ်မြောက်ကို73ချိန်မှများ3နှစ်4ဘရိတ်ကိုခံပြီးတော့ဒီမှာလည်းဘရိတ်2ခွာ9ဒီမှာလည်းခွာ9ဘရိတ်2ဘရိတ်ကိုသူ့ရဲ့နောက်မှာကစားတာလားသူ့ရဲ့နောက်မှာကစားတာလားပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီရှေ့9နှစ်မြောက်က155ရန်ချင်းရင်တော့ဒီတစ်ထိတ်နဲ့ကနန်းလေးပေါ့ဗျာတစ်ထိတ်နဲ့ကနန်းလေးဆိုရင်တော့155တဲ့ပေါ့နော်အာရန်ထိုးချင်တော့ထိုးပေါ့နော်155တကွက်ကတော့တဲ့အာပေါ့နော်ကျန်တဲ့ဟာကျတော့အကုန်လုံးအာမယ်ဆိုတော့တိတ်မဖြစ်နိုင်တဲ့အတွက်ကြောင့်တစ်ထိတ်နဲ့တင်ထိုးမယ်အဲ့ဒီနေ့ထဲမှာကျွန်တော်ကတစ်ကြိုက်တဲ့အတွက်ကြောင့်ဒီမှာ155တကွက်ရှိတယ်ဒီမှာအဲ့ဒီနေ့ထဲမှာ155တကွက်ရှိတယ်930ရှိတယ်ဒီမှာ1ခုရှိတယ်113ရှိတယ်ဟလာ915ရှိတယ်415ပေါ့နော်အပါဝင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ159လေးလေးကိုနဲ့ရှိရွှေ့နေတာလေးလေးကိုဒီ155ထောင်ပြီးနောက်နေ့ဒီမှာပြောဟဲ့155ထောင်ခဲ့တာ951လို့ကလင်နာမှာထောင်တာနှစ်ကတ်ရှိတာအဲ့ဒီ951လို့3လုံးထောင်တယ်951ဟာဘယ်မှာလိုက်ထွက်လဲဆိုတော့1နှစ်2နှစ်3နှစ်4 5 6နှစ်မြောက်ကိုအဲ့951ပတ်လိုက်ထွက်တယ်နော်951ပတ်လိုက်ထွက်တယ်နော်အဲ့951ထောင်တာကလင်နာမှာနှစ်ကတ်ရှိတာအဲ့တော့ဒီမှာလဲသူက951လို့ထောင်ထားတာသူနဲ့အချိန်ကဒီမှာ453နေရော453နေလေတည်တာသူနဲ့အချိန်တိုင်းမှာ453နေလေတည်ခဲ့တာဒီ453နေလေတည်ခဲ့တာရှိတယ်အဲ့ဒီလို453ပတ်လေဒီနဲ့တည်ပြီးတော့သူကဒီ951ဆိုတဲ့ကဏ္ဍ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ကိုအဲ့155ကမွေးပါမွေးတင်သေးတယ်155မွေးပါမွေးတင်သေးတယ်နော်155မွေးခြင်းမွေးတာဒီချိန်မထွက်လေ155အာမွေးနော်အကြိုင်မွေး